အနုတ္တမကျင့်စဉ်ဘုရားဘာသာဝင်သူတော်စင်တွေနေ့စဉ်နဲ့ညဘုရားကြော့ပြီးတဲ့အခါမှာဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဗုဒ္ဓံပူဇေမိဆိုတဲ့ဒီစကားပိုင်လေးဆိုကြလူတိုင်းလောက်နီးနီးဒါကိုရရှိပြီးတော့ထားကြအဲ့ဒီထဲမှာဓမ္မာနုဓမ္မပฏิပတ်တိယဆိုတဲ့နေရာမှာဓမ္မအနုဓမ္မဒီလိုနှမျိုးခွဲပြီးတော့မှတ်သားထားဖို့လိုတယ်ပေါ့ဓမ္မဆိုတာကတစ်ခုအနုဓမ္မဆိုတာတစ်ခုပฏิပတ်တိဆိုတာတစ်ခုလို့ဓမ္မာနုဓမ္မပฏิပတ်တိယအခြေခံအားဖြင့်ဓမ္မနဲ့အနုဓမ္မကိုခွဲခြားပြီးဖို့အဲ့ဒီမဲ့ဓမ္မဆိုတာဘာကိုရည်ညွှန်းတာလဲလို့ဆိုရင်မတရားဖို့တရားနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားကိုရည်ညွှန်းပြီးတော့ဓမ္မလို့ပြောဘာကြောင့်ဓမ္မလို့ခေါ်တယ်လဲလို့ဆိုရင်အပယ်လေးပါးတို့မရောက်အောင်တားဆီးဆွဲဆောင်ထားနိုင်သောကြောင့်ဆွဲဆောင်ထားတတ်သောကြောင့်ဓမ္မလို့ဒီလိုခေါ်တာဖြစ်တယ်။ဒါလေးပါးဖို့လေးပါးကိုမျက်မှောက်ပြုထားတဲ့ပုဂ္ဂိုလ်တရားမိမိရဲ့တဏ္ဍာမှာမေတ္တရားဖို့တရားဖြစ်ပေါ်ထားပြီးတဲ့ပုဂ္ဂိုလ်တရားပါထိုမေတ္တရားဖို့တရားရဲ့စွမ်းအားကြောင့်ဘယ်တော့မှအပယ်လေးပုံဆိုမရောက်တော့ဘူးလို့ပြောနော်အပယ်လေးပုံမရောက်အောင်ဆွဲထားနိုင်တဲ့စွမ်းရည်တတိရှိတာဖြစ်တော့ကြောင့်မလေးပါးဖို့လေးပါးလောကုတ္တရာတရားနိဗ္ဗာန်အပါအဝင်ဒီတရားတွေကိုဓမ္မလို့ဒီနေရာမှာဆိုလို့တယ်နောက်တစ်ခုကအပယ်လေးပါးမကြအောင်သာထိန်းတာလားလို့ဆိုမဟုတ်ဘူးတန်တရားမှာရှိတဲ့ဒုက္ခတွေနဲ့ကိုယ်တဏ္ဍာမှာရောက်မလာအောင်တန်တရားကဒုက္ခတွေတဲ့နစ်မွန်းပြီးတော့မသွားအောင်လည်းပဲဟောဒီမတရားဖို့တရားကထိန်းထားနိုင်တယ်လို့ဒီအဓိပ္ပာယ်နဲ့ရည်စူးပြီးတော့ဓမ္မလို့ခေါ်တယ်ဘုန်းကြီးတို့တရားချစ်ခင်တို့တဲ့ပြိဿပေါင်းတို့တရဏဂုံစောင့်တည်တဲ့အခါမှာဓမ္မံတရဏံကိစ္ဆာမိလို့ဆိုတဲ့ဓမ္မဟာလည်းဒီဓမ္မကိုဓမ္မကိုကိုးဝယ်စိတ်ကပ်ပါရောအားကိုးရာအဖြစ်မှတ်ယူပါတယ်ဆိုဘယ်ဓမ္မတော့လို့ဆိုခုပြောတဲ့အပယ်လေးကိုမကြရအောင်ထိန်းထားတဲ့မလေးပါဖို့လေးပါတန်တရားဝဆင်းရဲတဲ့မရောက်အောင်ဆက်ဆောင်ထားနိုင်တဲ့မလေးပါဖို့လေးပါလို့ဆိုဒီလောကုတ္တရာတရားကိုရည်စူးပြီးတော့ကိုးကွယ်ကြစိတ်ကပ်ပါကိုယ်ပဲစိတ်ကတ်တယ်ဆိုတာအတိမတ်ပြုတာဆိုလို့တယ်ဒီဓမ္မရမှဒုတရေတန်တရားဝဆင်းရဲကလွတ်ကင်းမှဖြစ်တယ်ဒီဓမ္မကိုရမှအပေတကားပိတ်ပြီးနိဗ္ဗာန်ဆိုတာမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့အခုလို့ယုံကြည်ပြီးတော့ဓမ္မံတရဏံကိစ္ဆာမိလို့ဓမ္မကိုကိုးဝယ်ကြအဲ့တော့ဓမ္မံတရဏံကိစ္ဆာမိလို့ရွတ်တိုင်းရွတ်တိုင်းနှုတ်ကဆိုတိုင်းဆိုတိုင်းကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာနိုင်တဲ့မတရားဖို့တရားနိဗ္ဗာန်ဆိုတာကိုရည်စူးပြီးတော့ဆိုတယ်ဆိုတာကိုအာရုံပြုထားနော်အဲ့ဒီတရားကသာနဲ့အပယ်လေးပုံမကြရအောင်ငရဲမကြရအောင်တိရစ္ဆာန်မဖြစ်ရအောင်ပြိတ္တာဘဝမရောက်ရအောင်လို့ဆိုပြီးတော့ဒီတရားဟာထိန်းထားနိုင်တယ်လို့ဒီလိုဆိုလို့ရပေါ့နော်အဲ့ဒီဓမ္မံတရဏံကိစ္ဆာမိမှာလာတဲ့ဓမ္မနဲ့အခုဣမာယ
ဓမ္မပฏิပတ်တိယဆိုတဲ့စကားမှလာတဲ့ဓမ္မတူတူပဲမဲ့အဲ့ဒီဓမ္မဆိုတာအပေလေးပုံကိုမကြရအောင်ထိန်းထားနိုင်တဲ့ဓမ္မတန်တရားဝဆင်းရဲတဲ့မှာမနစ်မွန်းအောင်စောင့်ရှောက်ထားနိုင်တဲ့ဓမ္မဆိုတဲ့မဲ့လေးပါးဖို့လေးပါးမိမိတဏ္ဍာမှာရောက်ရှိလာအောင်ရလာအောင်ဘယ်လိုလုပ်ရမှာလဲလို့ဆိုတော့ဟောဒီအနုဓမ္မဆိုတာလိုက်တာကျင့်လို့မရဖြစ်ဒါကိုဆိုလိုတာအနုဓမ္မကျင့်စဉ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအနုဓမ္မကျင့်စဉ်ဆိုပြီးတော့တုတ်လေးတုတ်ခွဲခြားပြီးတော့ဟောထားတာရှိခြုံငုံပြောမယ်ဆိုရင်အနုဓမ္မကျင့်စဉ်ဆိုတာတခြားမဟုတ်ဘူးသီလသမာဓိပညာလို့ဆိုတော့သိက္ခာသုံးပါးအကျင့်တရားပဲဖြစ်တယ်အဲ့ဒီသိက္ခာသုံးပါးအကျင့်တရားဆိုတာလေတခြားဟာမဟုတ်ဘူးဘယ်ပဲစัจ जा ပါဠိတော်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒုက္ခនិရောဓပฏิပဒါလို့လည်းအမည်ပေးထားတယ်မစ္စည်းမပฏิပဒါလို့လည်းအမည်ပေးထားတယ်မဂ္ဂင်၈ပါးနဲ့အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့အကျင့်တရားပဲဖြစ်တယ်ပေါ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတဲ့မဂ္ဂင်၈ပါးဒီမဂ္ဂင်၈ပါးအကျင့်တရားဟာကိုယ်တဏ္ဍာမှာဖြစ်ပွားအောင်ဓမ္မကိုမျက်မှောက်ပြုခြင်းတဲ့ပုဂ္ဂိုလ်တွေဒီနုဓမ္မဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာလှုပ်ဆောင်ကြရကျင့်ကြံကြိုးကိုအထောက်ကြရမယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့မဂ္ဂင်၈ပါးအကျင့်တရားနဲ့ပတ်သက်ပြီးတော့မက္ခဆိုတဲ့စကားလုံးလေးကိုမှတ်သားဖို့လိုတယ်မက္ခဆိုတာဘာကြောင့်မက္ခလို့ခေါ်တာလဲမက္ခရဲ့အဓိပ္ပာယ်ကိုရှင်းရှင်းမှတ်သားဖို့လိုတယ်ဘာကြောင့်မက္ခလို့ခေါ်တာလဲဆိုနိဗ္ဗာန်တ္ထိကေဟိမက္ခိယတိကဝေတိယတိတိမေခောလို့စာပေကျမ်းကမှာဖွင့်ဆိုထားတဲ့အတိုင်းနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရအောင်ရှာရမယ်တရားဖြစ်လို့မက္ခဘုရားဘာသာဝင်သူတော်စင်တွေဟာနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့လို့ဆုတောင်းနေတယ်ဘာနဲ့မျက်မှောက်ပြုမှာလဲဆိုတော့ဟောဒီမဂ္ဂင်၈ပါးနဲ့မျက်မှောက်ပြုလို့ရတယ်နိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုရင်ဘာလုပ်ရမှာလဲလို့ဆိုဟောဒီမဂ္ဂင်၈ပါးအကျင့်ဒီလိုဆိုလိုတာပေါ့နော်နိဗ္ဗာန်ကိုလိုချင်လို့ရှိရင်ဒီမဂ္ဂင်၈ပါးအင်္ဂါ၈ပါးနဲ့မိမိစိတ်ထဲမှာဟောဒီအင်္ဂါ၈ပါးကိုထူထောင်ဖို့ပဲအဲ့ဒီအင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့၈ပါးနဲ့ဖွဲ့စည်းထားတဲ့ဒီမဂ္ဂဆိုတဲ့တရားဟာနိဗ္ဗာန်လိုချင်သူတွေမရရအောင်ကြိုးစားရမယ့်အရာပဲဖြစ်တယ်ဒီလိုဆိုတယ်ဟုတ်ပြီနိဗ္ဗာန်လိုချင်လို့မက္ခဆိုတဲ့ဒီ၈ပါးသောတရားကိုကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ပါပြီတဲ့ဖြစ်လာပါပြီသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတဲ့အစရှိတဲ့အင်္ဂါ၈ချက်မိမိတဏ္ဍာမှာအခိုင်အမာဖြစ်လာပြီဆိုလို့ရှိရင်နိဗ္ဗာန်ကိုဘယ်သူကရှာပေးမှလဲဆိုတော့နောက်အဓိပ္ပာယ်တစ်ခုမှဘယ်လိုဖွင့်ဆိုတော့နိဗ္ဗာန်မက္ခတိခဝေတတိတိမေကော
နိဗ္ဗာန်ကိုဘယ်သူကရှာပေးမှာတော့ဆိုရင်ဒီရှင်မျိုးကပဲစုပေါင်းပြီးတော့ရှာပေးမှာလို့ပြောတခြားတရားကလာပြီးတော့ရှာပေးမှာမဟုတ်ဘူးကိုယ်တဏ္ဍမှာတိဆောက်ထားတဲ့ဒီရှင်မျိုးကပဲလာပြီးတော့ရှာပေးမယ်ဒီလိုဆိုတာဒါဖြင့်ရှာတဲ့အခါမှာဘယ်ပုံပဲနည်းသူကရှာမှာလဲအစစ်စစ်ဖွင့်ဆိုတာဘယ်ပုံရှာမှာလဲလို့ဆိုရင်ဒီမဂ္ဂင်၈ပါးကကိုယ်တဏ္ဍမှာထူထောင်လိုက်လို့နိဗ္ဗာန်ကိုရှာတဲ့အခါမှာသူဘယ်ပုံနဲ့ရှာတယ်လဲလို့ဆိုလို့ရှိရင်ကိလေသေမာရင်တော်နိဗ္ဗာန်ခိစ္စတိတိမေခောလို့ဆိုတဲ့အတိုင်းဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဖြစ်တဲ့စိတ်ရဲ့အညစ်အကြေးတွေစိတ်ကိုပူလောင်စေတတ်တဲ့ကိလေသာတွေကိုဖယ်ရှားပစ်ပြီးတော့နိဗ္ဗာန်ကိုအာယုံပြုနိုင်တဲ့အဆင့်ရောက်အောင်အလုံးနှစ်ခုကိုလှုပ်ဆောင်ပြီးတော့ရှာပေးသွားတာလို့ဒီလိုဆိုလို့နော်တစ်ဖက်ကစိတ်ရဲ့အညစ်အကြေးတွေစိတ်ပူပန်စေတတ်တဲ့ကိလေသာတွေကိုဖယ်လိုက်တယ်တစ်ဖက်ကနိဗ္ဗာန်ကိုတွေ့စေတယ်ဒါကြောင့်မို့လို့သမ္မာဒိဋ္ဌိစတဲ့ဒီရှစ်မျိုးကိုမဂ္ဂင်၈ပါးလို့မက္ခလို့ခေါ်တယ်ဒီတရားတွေကိုခေါ်တာမဟုတ်ဘူးမက္ခဆိုတာအပေါင်းအစုရဲ့နာမည်သာဖြစ်တယ်တခုတည်းကိုမက္ခလို့မခေါ်ဘူးမဲ့နဲ့ပြောနေကြတာဒီရှိခုပေါင်းထားတာကိုခေါ်တယ်အခုခေတ်မှာတတိထားကြည့်ပေါ့3 in 1လို့ဆိုတဲ့အသုံးတွေရှိတယ်လေ3 in 1ခုက8 in 1လို့မှတ်ချင်မှတ်10မျိုးကိုတစ်ခုတည်းမှာထည့်ထားတယ်ဒီလိုဆိုလို့လေမက္ခဆိုတဲ့ထဲမှာဟောဒီ10ခုထည့်သွင်းထားတာတစ်ခုတည်းကိုမက္ခလို့မခေါ်ဘူးအဲ့ဒီ10မျိုးကိုထည့်သွင်းပြီးတော့ထားတာအဲ့ဒီ10မျိုးနဲ့တိဆောက်ထားတဲ့နိဗ္ဗာန်သွားတဲ့အကျင့်တရားကြီးကိုမစ္စည်းမပฏิပဒါတဲ့ဟိုဘက်ဒီဘက်မကပ်ဖဲနဲ့မှန်ကန်တဲ့ဘ ਹੁ လမ်းကြောင်းကနေပြီးတော့နိဗ္ဗာန်ကိုအရောက်သွားတာဒါကြောင့်မို့မစ္စည်းမပฏิပဒါအလယ်လမ်းလို့ဆိုအလယ်လမ်းဆိုတာဘယ်လိုအဓိပ္ပာယ်တော့ဆိုခန္ဓာကိုယ်ပင်ပန်းရုံဆင်းရဲတက်တက်ခံတဲ့လမ်းကအစွန်းရောက်တဲ့လမ်းတစ်ခုခန္ဓာကိုယ်ချမ်းသာအောင်မွမ်းမံပြီးတော့စိန်ခံတဲ့လမ်းကတစ်ခုချမ်းသာကြီးခံစားတဲ့လမ်းကတစ်ခုခန္ဓာကိုယ်ပင်ပန်းအောင်လုပ်ပြီးတော့ဆင်းရဲခံစားတဲ့လမ်းကတစ်ခုအဲ့ဒီလမ်းတစ်ခုဟာချမ်းသာကိုကြီးခံစားနေခြင်းဖြင့်လည်းအသိဉာဏ်ကိုရလာမှာမဟုတ်ဘူးဆင်းရဲဒုက္ခခံနေခြင်းဖြင့်လည်းအသိဉာဏ်ကိုရလာမှာမဟုတ်ဘူးဒါကြောင့်မို့ချမ်းသာခံစားတဲ့ချမ်းသာမျိုးကိုခံစားလို့ခံစားတဲ့ဆင်းရဲဒုက္ခမျိုးကိုခံစားပြီးတော့အသိဉာဏ်ဖြစ်ပေါ်စေတဲ့လမ်းကြောင်းကလျှောက်တာအဲ့ဒီလမ်းကြောင်းကိုတော့မစ္စည်းမပฏิပဒါအလယ်လမ်းလို့ဒီလိုခေါ်တယ်အဲ့ဒီလယ်လမ်းကလျှောက်အဲ့ဒီလယ်လမ်းကလျှောက်မှနိဗ္ဗာန်ဆိုတာမျက်မှောက်ပြုနိုင်တယ်လို့ဒီလိုပြောဖြစ်တယ်အဲ့တော့အနုဓမ္မကျင့်စဉ်ဆိုတာဘာကိုပြောတာတော့ဆိုအခုပြောတဲ့မစ္စည်းမပฏิပဒါအလယ်လမ်းကြောင်းပဲနောက်တစ်ခုကဒုက္ခនិရောဓဂာမိနိပฏิပဒါတဲ့ဆင်းရဲဒုက္ခတွေကိုဆုံးသက်ချုပ်ငြိမ်းမှုအတွက်ချုပ်ငြိမ်းမှုကိုဖြစ်ပေါ်စေတတ်တဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုပို့ဆောင်ပေးနိုင်တဲ့သဘာဝတရားလို့ဒီလိုအဓိပ္ပာယ်ရပေါ့နိဗ္ဗာန်ရောက်ချင်လို့ရှိရင်အခုပြောရတဲ့ဒုက္ခនិရောဓဂာမိနိပฏิပဒါအဲ့ဒီအကျင့်မစ္စည်းမပฏิပဒါအကျင့်ကလွဲလို့တခြားလမ်းမရှိဘူးလို့ဒီလိုမှတ်တခြားလမ်းနဲ့နိဗ္ဗာန်ကိုဘယ်နည်းမှမရောက်နိုင်ဘူးအလုံးဟာဒီလမ်းကြောင်းပေါ်လျှောက်ပြီးသွားမှနိဗ္ဗာန်ဆိုတာရောက်တယ်နိဗ္ဗာန်ဆိုတာမရောက်ဖဲနဲ့
ကိုချင်းဆင်းရဲနာချင်းဆင်းရဲသိချင်းဆင်းရဲဆိုတာတွေကလည်းမလွတ်နိုင်ဘူးကိုချင်းဆင်းရဲနာချင်းဆင်းရဲသိချင်းဆင်းရဲတွေကလွတ်မြောက်တဲ့နိဗ္ဗာန်ကိုရောက်ဖို့ဆိုလို့ရှိရင်ဒီလမ်းကြောင်းကပဲရှောက်ရမှာဖြစ်တယ်ပေါ့ဒီလိုဆိုတာပေါ့အဲ့ဒီလမ်းကြောင်းကိုဘယ်ပုံပဲနည်းရှောက်ရမလဲလို့ဘုရားဘာသာဝင်သူတော်စင်တွေဟာကိုယ့်ဘဝအရေးကိုတွေးကြည့်မယ်ဆိုလို့ရှိရင်သူများလှုပ်တဲ့သူများသွားတဲ့လမ်းကြောင်းနဲ့ကိုသွားလို့မရဘူးသူများမျက်မှောက်ပြုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့မရဘူးဒါကြောင့်မို့လို့ဘုရားရဲ့တရားတော်ဟာပစ္စတံဝေရိတဘောဝေညုဟိလုံလောက်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာအတိအသီးကိုယ်တိုင်လုံမှကိုယ်တိုင်ရတယ်အမေအဖေကျင့်တဲ့ကျင့်စဉ်နဲ့သားသမီးကနိဗ္ဗာန်မရောက်ဘူးသားသမီးကျင့်တဲ့အကျင့်နဲ့လည်းအမေအဖေကနိဗ္ဗာန်မရောက်နိုင်ဘူးမောင်နှမတွေလည်းပဲမောင်ကျင့်တဲ့အကျင့်နဲ့နှမကနိဗ္ဗာန်မရောက်နိုင်ဘူးဓမ္မကျင့်တဲ့အကျင့်နဲ့လည်းမောင်ကနိဗ္ဗာန်မရောက်ဘူးကိုယ်တိုင်ကျင့်ပြီးတော့ကိုယ်တိုင်သိမှနိဗ္ဗာန်ကိုရောက်တယ်လို့ဒီစကားနဲ့ဆက်ဆက်ပြီးမြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောဆိုတာဟောတာနော်ကိုယ်ကိုအားကိုးရမယ်ဆိုတာဒီအဆင့်ရှိရပြောတာအနုမို့ဆိုလို့ရှိရင်ဒီငါသားသမီးတွေရှိတယ်သားသမီးတွေကအားကိုးရတယ်ဘုရားကိုအားကိုးကိုဆိုတာမဟုတ်ဘူးငါမှသားသမီးတွေကအားကိုးရတယ်လို့ဒီလိုထင်နေလိမ့်မယ်နော်တခါမိဘတွေကလည်းထင်တယ်လို့ပဲသားသမီးတွေကလည်းတို့အမေတွေအဖေတွေအားကိုးရတာပဲဘုရားကကိုအားကိုးကိုဆိုတာမဟုတ်ဘူးအမေဖေလည်းအားကိုးရတာပဲညီကိုမောင်နှမတွေလည်းပဲအားကိုးရတာပဲကိုရှိတဲ့ပစ္စည်းဥစ္စာတွေလည်းအားကိုးရတာပဲလို့ဆိုပြီးတော့အားကိုးเสียလို့ထင်မှတ်မှားเสียရှိတယ်ပေါ့ဟုတ်တယ်တာမန်ကိစ္စလေးတော့အားကိုးရတာပေါ့ဟိုကိစ္စဒီကိစ္စလေးတွေဆောင်ရွက်ဖို့အတွက်တော့အားကိုးရတာပေါ့နောက်ဆုံးမှာအားကိုးလို့မရတာတော့နိဗ္ဗာန်သွားဖို့ကြတော့အားကိုးလို့မရဘူးနော်နောက်ဆုံးမှာအိုခြင်းနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်းအားကိုးလို့မရဘူးသေခြင်းနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်းအားကိုးလို့မရဘူးကိုအားကိုးပဲခိုးကြရတာဒီလိုဆိုလိုတာပေါ့တကယ်အားကိုးရအစစ်ဆိုတာကိုယ်တိုင်ကျင့်သုံးတဲ့တရားဓမ္မသာဖြစ်တယ်ကိုယ်တိုင်ကျင့်သုံးတဲ့တရားဓမ္မကိုကျင့်သုံးနိုင်မှသာမိမိရဲ့အားကိုးရအစစ်ကိုရရှိပြီးတော့မိမိကိုယ်တိုင်အိုခြင်းကလွတ်မြောက်မယ်နာခြင်းကလွတ်မြောက်မယ်သိခြင်းကလွတ်မြောက်မယ်တန်တရားဝဆင်းရဲတွေကလွတ်မြောက်မယ်ဒီလိုဆိုအဲ့တော့လူတိုင်းဟာတို့ငယ်သေးတာပဲလို့လည်းတွေးလို့မရဘူးတို့ကပါရမီမရှိသေးဘူးလို့လည်းတွေးဖို့မရဘူးကိုလုပ်ရမယ့်အလုပ်ကိုအရေးအကြီးဆုံးဘာလဲဆိုတာကိုစဉ်းကျင်စဉ်းစားကြည့်လောကလူသားတွေအတော်များများတော့အရေးကြီးဆုံးကဘာလို့ဆိုဘိုင်းဝါဖို့ပဲနော်ဒါပဲစဉ်းစားသားမှာဘာလို့ဖို့တော့ပတ်စံရဖို့စီးပွားရေးကအရေးကြီးတယ်နေ့စဉ်သမင်းစားဖို့ကအရေးကြီးတယ်အဝတ်ဖို့ကအရေးကြီးတယ်လို့ပဲဒီလိုပဲတွေးကြမှာသို့တော့ဟုတ်ပြီဘိုင်းဝါအောင်ဖြစ်တည်နိုင်ပါပြီတဲ့သမင်းဝါအောင်စားနိုင်ပါပြီတဲ့နေစရာထိုင်စရာတွေအလုံးပြည့်စုံအောင်လုပ်နိုင်ပါပြီတဲ့ငွေကြေးဒနာတွေဖူလုံအောင်လုပ်နိုင်ပါပြီတဲ့အိုခြင်းတရားကလွတ်နိုင်ရဲ့လားဆိုမလွတ်နိုင်ဘူးသိခြင်းတရားကလွတ်နိုင်ရဲ့လားဆိုမလွတ်နိုင်ဘူးအဲ့တော့တရင်ကတခဏလေးချမ်းသာတဲ့အပေါ်မှာလူတွေဟာမက်မောပြီးတော့သာဝရချမ်းသာမဲ့ဟာကိုမျက်ွယ်ပြုထားပြီးတော့ဆင်းရဲဒုက္ခကျုံလာတဲ့ဆင်းရဲဒုက္ခတွေကိုမေ့ထားပြီးတော့တခဏချမ်းသာတဲ့ချမ်းသာလေးကိုစုံမဲ့ပြီးတော့နေကြတယ်လို့ပြောမယ်ဆိုဒီလိုပြောနော်ချမ်းသာတစ်ခုမမောမှုကြောင့်ပုပုရွရွကြိုးပမ်းကြလေလို့ဆိုလေဒီဆရာတော်ကြီးရေးတယ်လို့ထင်ပါတယ်ချမ်းသာတစ်ခုမမောမှုနဲ့ပုပုရွရွကြိုးပမ်းကြလေဆိုချမ်းသာလေးတစ်ခုကိုမမောပြီးတော့
ငွေကြေးဒနာရရင်သုံးနိုင်တယ်ဆိုတဲ့ချမ်းသာလေးတစ်ခုစားစရာစားနိုင်တယ်နေစရာတွေနေနိုင်တယ်တစ်ဖက်သားတွေအထင်ကြီးတာကိုကြည့်ပြီးတော့ကျင့်တတ်တယ်ဆိုတဲ့ဒီချမ်းသာလေးတစ်ခုရဖို့အတွက်လူတွေဟာပူပူရွာရွာဆိုလူတိုင်းဟာလှုပ်ရှားပြီးတော့ကြိုးပမ်းကြတယ်ဘယ်လိုပဲကြိုးစားအဆုံးသတ်ကြတော့ဒုက္ခနဲ့ပဲရင်ဆိုင်ရတယ်မဟုတ်လားဘယ်သူမှအဆုံးသတ်ကောင်းသွားတယ်လို့မရှိဘူးနောက်ဆုံးပိတ်ကြလို့ရှိရင်ဒုက္ခနဲ့ပဲဆုံးသတ်သွားကြတယ်အဲ့တော့အရေးကြီးတာပါလဲလို့ဆိုရင်အိုခြင်းဆင်းရဲကလွတ်အောင်နာခြင်းဆင်းရဲလွတ်အောင်သိခြင်းဆင်းရဲအောင်လွတ်ဖို့ဆိုတာအရေးကြီးဆုံးပဲလို့အလေးနဲ့ထားပြီးတော့စဉ်းကျင်စဉ်းစားကြည့်မယ်ဆိုရင်ဒီလိုပဲတွေ့ရမှာအပေါ်ယံကြည့်မယ်ဆိုရင်တော့ဘဝပျော်စရာကြီးလို့ထင်ကြတယ်သို့တော့ဘဝတစ်ခုလုံးကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ခြေနှက်စရာတစ်ခုမှမကောင်းဘူးအခုဒီတရားနာနေကြတဲ့ပရိသတ်တွေရဲ့ဘဝတစ်ခုဘုန်းကြီးတို့အပါဝင်အဆုံးသတ်ကောင်းတာမှမဟုတ်တာနောက်လာမဲ့အနေအထားတစ်ခုဟာစိတ်ချစရာမှမဟုတ်တာအချိန်မရွေးယောဂဝေဒနာတွေဖြစ်နိုင်တယ်မကြခင်အိုမင်းရင်းရော်ပြီးနောက်ဆုံးအသက်ခန္ဓာစွန့်ပြစ်ရခြင်းဆိုတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်ပေါ့ရရှိထားတဲ့စိစိမ်ဥစ္စာချွေရန်သင်ပင်းနေနဲ့မကြခင်ခွဲသွားမယ်အနေအထားမျိုးရှိတာပဲအလေးနဲ့ထားစဉ်းစားမယ်ဆိုဒီလိုပဲမြင်ရအဲ့တော့အဲ့လိုအကြိမ်ကြိမ်ကြုံတွေ့နေတာကြီးကိုဒီတိုင်းပဲအမှတ်တမဲ့ဆက်ပြီးတော့နေမယ်ဆိုလို့ရှိရင်တန်တရားဝအတွင်းကလွတ်ကင်းနိုင်ကြလားမရှိတော့ဘူးဒါကြောင့်မို့အဲ့ဒီတန်တရားဝအတွင်းကလွတ်ကင်းဖို့လမ်းစာရှာတဲ့အနေနဲ့ဘာလို့အောင်လဲအနုဓမ္မကျင့်စဉ်ကိုကျင့်ပါဒီလိုပြောတာနော်အနုဓမ္မကျင့်စဉ်ကိုကြည့်ပြီးတော့ဘုရားရှိခိုးတဲ့အခါဣမာယဓမ္မာနုဓမ္မပฏิပတ်တိယဓမ္မလို့ဆိုတဲ့လောကုတ္တရာတရားနဲ့အနုဓမ္မလျော်ကံညီညွတ်တဲ့မဂ္ဂင်၈ပါးကျင့်တရားသို့မဟုတ်အနုဓမ္မသည်ဓမ္မသို့ဥတည်ပြီးတော့ကျင့်ရတာဖြစ်သောကြောင့်ဓမ္မကိုပို့ဆောင်ပေးနိုင်တဲ့အနုဓမ္မဆိုတဲ့အကျင့်ဖြင့်ဘုရားကိုပူဇော်ပါတယ်တရားကိုပူဇော်ပါတယ်သံဃာကိုပူဇော်ပါတယ်လို့ဒီလိုဆိုတာနော်အဲ့တော့ဘုန်းကြီးတို့တွေအနုဓမ္မကျင့်စဉ်ကိုဘယ်အတိုင်းအတာအထိကျင့်ကြရမှာလဲလို့ကျင့်ပုံကျင့်နည်းရောရှိရလားလို့ဆိုရှိဘာနဲ့ကျင့်မှာတော့လို့မေးလို့ရှိရင်လေခုနကပြောတယ်အင်္ဂါ၈ချက်နဲ့ပြည့်စုံတယ်အင်္ဂါ၈ပါးနဲ့ဖွဲ့စည်းထားတဲ့သဘာဝစွမ်းအားတွေနဲ့ပဲကျင့်ရမှာပဲဖြစ်တယ်ဟောအဲ့ဒီသဘာဝစွမ်းအားတွေကိုစဉ်းစားကြည့်သမ္မာဒိဋ္ဌိဆိုတာအမှန်မြင်တာကိုပြောတာအမှန်တရားကိုမြင်တဲ့အသိဉာဏ်ဟာသမ္မာဒိဋ္ဌိပဲဘုန်းကြီးတို့တွေအမှန်မြင်ရလားလို့ဆိုအမှန်မမြင်ဘယ်လိုမြင်နေတယ်ဆိုဘဝဟာကျင့်တ်ဆရာကြီးလို့မြင်နေတာအမှန်မမြင်တာလို့ခေါ်တယ်ဘဝဟာဒုက္ခတွေနဲ့ဝိုင်းအောင်နေတာပဲဘဝဟာဒုက္ခတက်တက်ညတာဖြစ်တယ်လို့ဒီလိုမြင်လို့ရှိရင်ဒုက္ခသစ္စာကိုမြင်တာဖြစ်သောကြောင့်အမှန်မြင်တယ်လို့ခေါ်ဒီဒုက္ခဟာဘာကြောင့်ရနေတော့လို့ဆိုတော့လိုချင်မှုတဏှာပါနေသည့်အတွက်ကြောင့်ရတာဟောဒုက္ခသမုဒယကိုမြင်တာရောက်တယ်ဒီဘဝကြီးအဆုံးသတ်သွားဖို့နေရာရောဘဝကြီးကိုအဆုံးသတ်တာရောရှိသလားလို့ဆိုရှိတယ်ဘဝရဲ့အဆုံးသတ်ဆိုတာနိဗ္ဗာန်ကိုခေါ်တယ်ဟောဘဝនិရောဓကိုမြင်တာအဲ့ဒီအဆုံးသတ်ကိုရစေနိုင်တဲ့လမ်းရောနိလမ်းရောရှိရလားလို့ဆိုရှိတယ်မဂ္ဂင်၈ပါးကျင့်နေတာဘဝនិရောဓဂာမိနိပฏิပဒါကိုခေါ်တာလို့အဲ့ဒီလိုအမှန်မြင်တာကိုသမ္မာဒိဋ္ဌိဉာဏ်လို့ခေါ်တာပဲဘဝကြီးကိုတာယာဝယ်လို့မြင်နေလို့ရှိရင်မှန်မြင်တာမဟုတ်ဘူးညီဝိဇ္ဇာလို့မြင်လာပြီဆိုရင်မှန်ကန်တဲ့အမြင်လို့ဒါဖြင့်ဘဝဆိုတာဘာကိုခေါ်တာလဲလို့ဆိုရင်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိနေတဲ့ရုပ်တရားနဲ့နံတရားဖြစ်နေမှုကိုပဲဘဝလို့ခေါ်တာ
တခြားဟာဘာမှမရှိဘူးနေ့စဉ်နဲ့အမျှဆင်ញင်စဉ်းစားကြည့်ဘဝဆိုတာဟာတစုံတစ်ခုကိုမြင်လိုက်ပြီလို့ဆိုလိုက်တဲ့အခါမှာဘာတွေဖြစ်အလေးနဲ့စဉ်းစားကြည့်မျက်စိနဲ့တစ်ခုခုမြင်လိုက်တာနဲ့တပြိုင်နက်ဘာတွေဖြစ်လာတော့လို့ဆိုဘာတွေရှိတော့လို့သိချကြည့်လိုက်မျက်စိဆိုတာရှိတယ်မျက်စိမှာလာပြီးတော့ထင်ဟပ်လာတဲ့အဆင်းအာယုံဆိုတာရှိတယ်မျက်စိနဲ့အဆင်းအာယုံဆုံလိုက်သည့်အတွက်ကြောင့်မြင်သိစိတ်ဆိုတာရှိလာတယ်မြင်သိစိတ်ကိုအကြောင်းပြုပြီးတဲ့အခါမှာအာယုံနဲ့စိတ်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာပေါ်လာတယ်ဖတ်တာပေါ်လာတာနဲ့တပြိုင်နက်အာယုံရဲ့သဘာဝကိုသိရှိသွားတဲ့ဝေဒနာဆိုတာပေါ်လာတယ်ဆိုဟောမြင်တယ်လို့ပြောတဲ့ထဲမှာဘာတွေတွေ့ရတော့လို့ဆိုမျက်စိကိုတွေ့ရမယ်အဆင်းကိုတွေ့ရမယ်မြင်သိစိတ်ကိုတွေ့ရမယ်အာယုန်နဲ့စိတ်နဲ့ဆုံနဲ့ဖတ်တာဆိုတာတွေ့ရမယ်အာယုန်နဲ့စိတ်ဆုံမိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုတဲ့ခံစားမှုကိုတွေ့ရမယ်ဆိုအချင်းချုပ်အပြင်ပြောရင်ဟောဒီ၅မျိုးဖြစ်လာတာဒီတဲ့ဘာပိုသေးတော့ဆိုဘာမှမပိုဘူးဟောဒီ၅မျိုးပဲဖြစ်တယ်အဲ့ဒီ၅မျိုးတည်းကမျက်စိကိုငါလို့ပြောလို့လည်းမရဘူးသူ့ဘာသူဖြစ်ပြီးတော့ကံလေးဟူသောအကြောင်းကြောင့်ဖြစ်လာတာဖြစ်တယ်အစင်းအာယုံကိုလည်းငါလို့ပြောလို့မရဘူးယုတ်တရားသက်သက်ညတာဖြစ်တယ်အဲ့ဒီနှစ်ခုစုံစည်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မြင်သိစိတ်ကလေးကလည်းငါမဟုတ်ဘူးအကြောင်းကြောင့်ပေါ်လာတာညတာဖြစ်တယ်ဒီသုံးခုစုံလိုက်သည့်အတွက်ကြောင့်စိတ်နဲ့အာယုံစုံစည်းမှုဆိုတဲ့ဖတ်တာကလည်းငါမဟုတ်ဘူးအဲ့ဒီဖတ်တာကိုအကြောင်းပြုပြီးတော့ကောင်းဆိုးခံစားတဲ့ဝေဒနာဆိုတာလည်းငါမဟုတ်ဘူးသဘာဝတရားသက်သက်ညတာဖြစ်တယ်လို့အဲ့ဒီလိုမြင်တာကိုလည်းတမ္မာဒိဋ္ဌိလို့ခေါ်တာပဲမမှန်ကန်ကန်မြင်လိုက်တာဒီထဲမှာငါလို့ပြောကြလည်းမရှိတယ်လို့ငါဟာလို့လည်းပြောကြမရှိငါမှမရှိရင်ငါဟာပဲရှိမလဲဒီလိုဆိုလိုတာကြားတဲ့နေရာမှာလည်းပဲဒီတိုင်းပဲနှလုံးသွင်းကြည့်အဲ့ဒီလိုမြင်တာမျိုးကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်တဲ့အမြင်တစ်ခုရဖို့ရအတွက်ဘာလို့ရအောင်ဆိုမှန်ကန်တဲ့အတွေးတစ်ခုရှိရတယ်ဒါကိုတမ္မာသင်္ကပ္ပလို့ခေါ်တယ်မှန်ကန်ကန်မြင်ဖို့အတွက်မှန်ကန်ကန်တွေးတောခြင်းဟာအရေးပါဟုတ်ပြီမဂ္ဂင်၈ပါးဆင်ထားပုံလေးကိုစဉ်းစားကြည့်မှန်ကန်စွာမြင်မှုကိုမှန်ကန်စွာတွေးတောမှုကထောက်ခုပြုနေတယ်ဟုတ်ပြီမှန်ကန်စွာတွေးတောပြီးတဲ့အခါမှာလူတွေဟာဘာလုပ်တယ်လဲကိုယ့်ကိုယ်ပဲစဉ်းစားကြည့်တွေးပြီးရင်စကားပြောတာပဲမဟုတ်လားစကားပြောတော့မယ်ဆိုရင်အရင်တွေးတာပဲလေဘာပြောမယ်ဆိုအဲ့ဒါကြောင့်မလို့တမ္မာသင်္ကပ္ပဆိုတာပြီးတဲ့အခါမှာတမ္မာဝါစာလို့ဒီလိုခေါ်တယ်ပြောပြီးရင်လူတွေဘာလုပ်ကြလဲအလုပ်တစ်ခုလုပ်ကြတယ်ပြောတဲ့အတိုင်းအလုပ်လုပ်ကြတယ်တမ္မာကမ္မန္တဒါကြောင့်မို့လို့ပြောပြီးမှလုပ်ကြတာမို့တမ္မာကမ္မန္တအပြောနဲ့အလုပ်နဲ့အသက်မွေးဝမ်းကြောင်းလုပ်ကြတာဖြစ်တယ်ရှင်းနေတွေကြတော့အပြောနဲ့စားတာပဲပေါ့နော်ဇာတ်ထဲမှာကတဲ့လူတွေလည်းအပြောနဲ့စားတာတို့နော်ဆရာတရားဟောတဲ့ပုဂ္ဂိုလ်တွေလည်းအပြောနဲ့ပေါ့အပြောနဲ့အလုပ်လုပ်တယ်လို့ပြောတယ်ကိုယ်ဒီလျောက်အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့အပြောနဲ့လည်းအလုပ်လုပ်အဲ့ဒီအပြောနဲ့ကိုယ်တိုင်လုပ်မှုဆိုတဲ့ကိုယ်ကာယနဲ့လှုပ်ဆောင်မှုဒီလှုပ်ဆောင်မှုနှစ်ခုသည်ဘဝမှာအသက်မွေးဝမ်းကြောင်းကိုဖြစ်ပေါ်စေတာဖြစ်တော့ကြောင့်ဟောအပြောနဲ့အလုပ်ရဲ့နောက်ွယ်မှာဘာထားတော့ဆိုတမ္မာအာဇီဝဒီလိုဆက်ဆက်ထားတာနော်တမ္မာအာဇီဝဆိုတဲ့မှန်ကန်တဲ့အသက်မွေးမှုရဖို့ရအတွက်ဘာလုပ်ကြတာမကြိုးစားပဲနဲ့မရဘူးပြင်းနေလို့ရှိရင်လည်းမှန်ကန်တဲ့အသက်မွေးမှုမဖြစ်နိုင်ဘူးဒါကြောင့်မို့လို့ကြိုးစားအထောက်မှုဆိုတဲ့ဝိရိယဆိုတဲ့တမ္မာဝါယာမကိုဆက်ပြီးတော့မြတ်စွာဘုရားဟောဘုရားကခွင်းဆက်နဲ့ဟောတာနော်အမတ်တမဲ့ဆင်ထားတာမဟုတ်ဘူးတဘာဝကြကြဆင်ထားတာလုတ်ပြီဆိုတဲ့အခါမှာလုတ်ပြီဆိုတဲ့အခါမှာတတိထားဖို့လိုအပ်တယ်ဒါကြောင့်မို့တမ္မာတတိတတိထားလာပြီဆိုတာနဲ့တပြိုင်တည်းအဲ့ဒီတတိထားတဲ့အာယုံလေးပေါ်မှာစိတ်ဟာတည်ငြိမ်လာတယ်
သမ္မာသမာဓိလို့ခေါ်တည်ငြိမ်လာပြီဆိုမှအသိဉာဏ်တွေဟာဖွင့်ဖြိုးလာတယ်သမ္မာဒိဋ္ဌိကိုပြန်ပတ်သွားဒီလိုဆိုလိုတာပေါ့နော်မဂ္ဂင်၈ပါးအကျင့်တရားဟာတစ်ခုနဲ့တစ်ခုခွင်းဆက်ထားတယ်မြတ်စွာဘုရားဒါဒီဘက်ကနေပြီးတော့ချိတ်ဆက်လိုက်တဲ့နောက်တစ်ဖက်ကနေချိတ်ဆက်ပုံလေးတစ်ခုကိုမှတ်သားဖို့ဟုတ်ပြီအမှန်သိခြင်းနဲ့ဆိုလို့ရှိရင်ဘာကစတင်ရပြောရမယ်ဆိုရင်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာကိုချင်းတရားနှုတ်ကိုစီကံထားတယ်လောကလူတွေဟာအများနဲ့ဆက်ဆံရတဲ့အခါမှာပါဇက်ဆိုတာပြောချင်တာပြောလို့ရတယ်မဟုတ်တာလည်းပြောရတာပဲဟုတ်တာလည်းပြောရကျိုးရှိတာလည်းပြောရတယ်ကျိုးမရှိတာလည်းပြောလူတွေကပြောကြတယ်ပါဇက်ဆိုတာစကားပြောဖို့နဲ့ထမင်းစားဖို့ဟုတ်တာပဲလေပါဇက်ကဘာလုပ်တာလို့ဆိုစကားပြောဖို့နဲ့ထမင်းစားဖို့ဒါဖြင့်ပြောချင်တာတွေလျှောက်ပြောရင်ရောပြဿနာမတက်ဘူးလားစားချင်တာတွေလျှောက်စားရင်ရောဒုက္ခမရောက်ဘူးလားအဲ့တော့ပြောချင်တာတွေလျှောက်ပြောလို့မရဘူးစီကံချက်ထားတယ်လိမ်မပြောဘူးမှန်တာကိုသာပြောတယ်စီကံတုံးနဲ့တူဂုံးတိုက်ဖို့မပြောဘူးဂုံးတိုက်တဲ့စကားတွေကိုမပြောဘူးစိတ်ဆက်ညီညွတ်အောင်စိတ်ဆက်ပေးတဲ့စကားမျိုးကိုပြောတယ်တစ်ဖက်သားနားမခံတာအောင်ကြမ်းတမ်းရိုင်းပြစွာမပြောဘူးရင်ကျေးသိမ်မွေ့စွာပြောတယ်တစ်ဖက်သားအကျိုးရုပ်သွားအောင်မဟုတ်တန်တရားတွေကိုမပြောဘူးတရားနီလန်းကြကြအကျိုးရှိတဲ့စကားမျိုးကိုပြောတယ်ဆိုဒါနှုတ်ကိုစီကံထားတာလေစီကံမထားပဲနဲ့ပြောကြပြောမယ်ဆိုလို့ရှိရင်ပြဿနာတက်မှာပေါ့ပြဿနာတက်လာပြီဆိုလို့ရှိရင်စိတ်ငြိမ်သက်မှုဘယ်လိုလုပ်ရမလဲမရဘူးဒါကြောင့်မို့လို့နှုတ်ကိုစီကံထားသီလနောက်တစ်ခါကိုယ်ဒီလက်ရောက်လုပ်တဲ့ကိုယ်အလုပ်ကိုလည်းပဲစီကံထားကိုယ်အသက်နဲ့ကိုယ်လက်နဲ့ဘယ်တရဝါကိုမှကျိုးပဲ့ပျက်စီးသွားအောင်အသက်ထွက်သွားအောင်မလုပ်ဘူးဟောစီကံထားတရဝါတွေပေါ်မှာတနာတယ်မေတ္တာထားတယ်ကိုယ်လက်နဲ့ဘယ်တရဝါကိုမှမသေးစေဘူးဒါကကိုယ့်ရဲ့စီကံချက်တစ်ခုကိုယ်လက်နဲ့ဘယ်သူပစ္စည်းကိုမှမတရားသဖြင့်မယူဘူးစင်ကြယ်တန်ရှင်းစွာနေတယ်ရိုးသားတယ်ဟောဒါလည်းပဲကိုယ်စီကံထားတာတခုကိုယ်ဒီလက်ရောက်သူတော်ဘာသာသမီတရားလက်မဲ့မကျွလွန်ဘူးမှန်ကန်တဲ့လမ်းကြောင်းကသာသွားတယ်လို့ဆိုတယ်ဒါလည်းပဲစီကံထားတာလို့ခေါ်တယ်အဲ့ဒီစီကံนี่ပြတ်သွားပြီဆိုရင်ပြဿနာတွေတက်မှာပဲပြဿနာတက်လာတဲ့ပုဂ္ဂိုလ်တရားရဲ့စိတ်ဓာတ်ဟာဘယ်လိုလုပ်ပြီးတော့ငြိမ်းချမ်းနိုင်ကြတော့ဟုတ်ပြီနှုတ်ကိုစီကံထားတယ်ကိုယ်ကိုစီကံထားတယ်နှုတ်နဲ့အသက်မွေးတယ်ကိုယ်နဲ့အသက်မွေးတယ်ကိုယ်ဒီလက်ရောက်လောက်ကင်ပြီးအသက်မွေးတယ်ဆိုတဲ့အခါမှာစီကံတကြအသက်မွေးသွားလို့ရှိရင်မိစ္ဆာအာဇီဝဆိုတာမဖြစ်ဘူးတမ္မာအာဇီဝပဲဖြစ်တယ်မှန်ကန်တဲ့အသက်မွေးမှုဖြစ်သွားတယ်ကြည့်လိုက်မယ်ဆိုရင်ကိုယ်ဘဝဟာကိုချင်းတီလာမပြည့်နှုတ်ကိုထိမ့်သိမ်းဆောင်းရှောက်တယ်ကာယကံကိုထိမ့်သိမ်းဆောင်းရှောက်တယ်အသက်မွေးမှုစင်ကြယ်တယ်ဆိုတဲ့ကိုချင်းတီလာကောင်းတဲ့ပုဂ္ဂိုလ်တရားဟာကိုယ်ဘဝကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်လိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လဲဝမ်းသာစရာကြီးဖြစ်လာငါမဟုတ်တာမလုပ်ဘူးအပြစ်ကင်းနေကိုချင်းတီလာကောင်းတဲ့ပုဂ္ဂိုလ်အနဝိဇ္ဇဒုက္ခလို့ခေါ်တဲ့အပြစ်ကင်းတဲ့ချမ်းသာကိုခံစားရတယ်အသက်ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေနော်တီလဆိုတာအသက်ကြီးမှစောင့်ရတာမဟုတ်ဘူးငယ်ရွယ်စဉ်ကလေးကနေပြီးတော့အပြစ်ကင်းအောင်နေခြင်းဟာကိုချင်းတီလပဲဖြစ်တယ်ပေါ့အပြစ်ကင်းလို့ရလာတဲ့ချမ်းသာဒုက္ခဟာပတ်စံရှိလို့ရတဲ့ချမ်းသာဒုက္ခနဲ့မတူဘူးအပြစ်ကင်းတဲ့ချမ်းသာဒုက္ခကပို့ပြီးတော့စိတ်ချမ်းသာမှုရှိတယ်ပတ်စံရှိလို့ချမ်းသာတဲ့ပုဂ္ဂိုလ်အခုတရားဝဲတော်ပတ်စံရှိတဲ့လူအိမ်ဆောင်ဘယ်သူမှမကြမ်းရဘူးဆိုပြီးတော့စိတ်ဆင်းရဲခြင်းဆင်းရဲနေအောင်မှာတတ်ကြနော်အိမ်စိတ်မချရတာမျိုးတွေ
အဲ့ဒါရှိုံနဲ့ချမ်းသာမှုဆိုတာမရနိုင်ဘူးအပြစ်ကင်းတဲ့ပုဂ္ဂိုလ်တယောက်ကြတော့စဉ်းစားကြည့်ငါမဟုတ်တာဘာတစ်ခုမှမလုပ်ဘူးဒီကနေ့မကောင်းမှုဒုစရိုက်ငါတဏ္ဍာမှာမဖြစ်ဘူးလို့ပြန်တွေးကြည့်လိုက်လို့ရှိရင်စိတ်ထဲမှာဝမ်းသာမှုသည်ဝမ်းမြောက်မှုကိုဖြစ်စေဝမ်းမြောက်မှုသည်ပီတိကိုဖြစ်စေပီတိသည်ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေကိုယ်စိတ်ငြိမ်းချမ်းမှုသည်စိတ်ချမ်းသာကိုယ်ချမ်းသာကိုရရှိစေကိုယ်ချမ်းသာစိတ်ချမ်းသာရလာပြီဆိုရင်စိတ်တည်ငြိမ်မှုဆိုတဲ့တမာတိကိုဖြစ်စေစိတ်တည်ငြိမ်မှုဆိုတဲ့တမာတိရလာတာနဲ့တပြိုင်နက်လူတွေဟာယထာဘူတဉာဏ်လို့ဆိုတဲ့အမှန်ကန်သိတဲ့အသိဉာဏ်တစ်ခုကဖြစ်ပေါ်လာအဲ့ဒီလိုခွင်းဆက်ကိုချင်းသီလကောင်းခြင်းအပြင်တမာတိကိုပံ့ပိုးပေးတယ်လို့ဒီလိုမှတ်ရနော်ကိုချင်းသီလကောင်းလိုက်တာနဲ့တမာတိလွယ်လွယ်ကူကူဖြစ်နေကဲဒါဖြင့်ကိုချင်းသီလမကောင်းဘူးဆိုရင်တမာတိမဖြစ်နိုင်ဘူးလားဆိုမဖြစ်နိုင်ဘူးဘာဖြစ်လို့တော့လူတယောက်ကောင်းတယ်မကောင်းဘူးဆိုတာကိုသူကဖုံးကွယ်ဟန်ဆောင်လို့ရကိုဖုံးကွယ်ဟန်ဆောင်တယ်ဆိုတာသူများမသိုံတာဖုံးကွယ်ဟန်ဆောင်လို့ရတာကိုယ့်ဘာကိုကြတော့မသိပဲနေမလားနော်ကိုကြတော့သိတယ်လေဖုံးကွယ်တယ်ဟန်ဆောင်တယ်ဆိုတာသူများမသိအောင်သာလုပ်လို့ရတာကိုမသိအောင်လုပ်လို့မရဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားဟောတဲ့တရားတော်တွေနတ္ထိလောကေရဟောနာမပါပကမ္မံပကရုပ္ပတောမဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်တယောက်အဖို့စိတ်ကွယ်ရာဆိုတာမရှိပါဘူးတဲ့ကွယ်ရာဆိုတာမရှိဘူးလူမသိသူမသိဘူးဆိုတာမရှိဘူးတဲ့အတ္တတိပုရိသဇာနာတိမိဖမင်းသိနေတာပဲဘယ်သူမှမသိတာမဟုတ်ငါသိတယ်ကိုမဟုတ်တာလုပ်တာဘယ်သူသိကိုသိတယ်ဆိုတဲ့ကကိုယ့်ကိုယ်ဟာရှက်เสียကြီးဖြစ်မနေဘူးလားဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ပြန်တွေးလိုက်လို့ရှိရင်ဘယ်လိုလုပ်ပြီးစိတ်ချမ်းသာမှုရမရနိုင်ဒါကြောင့်မို့လို့ရှင်အင်္ဂုလိမာနဟာမြတ်စွာဘုရားနဲ့တွေ့လို့ယဟန်ဝတ်သူရဲ့မကောင်းတဲ့လုပ်ရတွေကိုစွန့်ပစ်ပြီးတော့ယဟန်ဘဝမှာနေပြီးတရားမထုတ်တဲ့အခါတစ်ချိန်ကကိုချင်းတရားပြက်ပြားပြီးတော့လူပေါင်းများစွာကိုတတ်ဖြတ်ခဲ့တဲ့လူသားသမားကြီးဘဝကျင်လဲလာတော့တရားအထုတ်လိုက်တာနဲ့တပြိုင်နက်အရိပ်မဲကြီးတွေပေါ်လာသလိုသူ့ရဲ့မြင်ကွင်းတွေမှာဘာတွေပေါ်လာမှဆိုလူသားသမားဘဝတုန်းကလူတွေကိုလိုက်တတ်တာတို့လူတွေအော်ဟစ်ပြီးတော့ပြေးကြတာတို့တောင်းပန်ကြတာဒိုးရှိုးကြတာရဲရဲဆက်ဆက်တတ်လိုက်လို့သွေးတွေပန်းထွက်သွားတာဒါတွေပဲမြင်တယ်အဲ့လိုမြင်နေတဲ့ရှင်အင်္ဂုလိမာလာဘယ်လိုလုပ်ပြီးတော့တမာရိရမှာလဲမရနိုင်ဘူးဒီအတိုင်းပဲရှင်အင်္ဂုလိမာလာမှာမဟုတ်ဘူးကိုယ်တိုင်သိတဲ့အမှုကိုလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာတရားထိုင်ကြည့်လိုက်တာနဲ့တည်းနဲ့ကိုမဟုတ်တာလှုပ်တာတွေဟာအရှုပေါ်လာမှာသူများကိုတော့လိန်လို့ရတယ်ကိုယ့်ကိုယ်တော့လိန်လို့မရဘူးလို့ဒီလိုဆိုလိုတာပေါ့နော်ရှုပေါ်လာနောက်ဆုံးမှာရှင်ကုလိမာလာကိုမြတ်စွာဘုရားကနီးပေးရဘာနီးပေးတော့ဆိုယတောဟံအရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိတ်စပါဏံဇီဝိတံဝရောပိတဆိုသူ့ကိုနီးပေးလိုက်သူဟာတကယ်လူတ္တဓမ္မကြီးသို့တော့အရိယဇာယဟန်မြတ်ဖြစ်တဲ့အချိန်ကနေစပြီးတော့တတ်လို့တဲ့စိတ်နဲ့ဘယ်တတ္တဝါကိုမှမတတ်ပါဘူးဆိုတာဒီလောက်ပဲချိခိုင်းရှေ့ပိုင်းကတတ်တာတွေကိုမေ့ထားပြီးတော့ရဟန်းဝတ်လိုက်တဲ့နေ့ကနေစပြီးတော့ဘယ်သူကိုမှမတတ်ဘူးဆိုတဲ့အဲ့ဒီအနေထားလေးကိုတွေးပြီးတော့စိတ်ချမ်းသာမှုကိုရအောင်လုပ်ခိုင်းတယ်အဲ့ဒီကြတော့မှတမာတိအတော်သိရပြီးနောက်ဆုံးရဟနာဖြစ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့လို့တရားချက်ခင်သူတော်စင်ပြိတ္တတို့အနေနဲ့ကိုနေ့စဉ်နဲ့အမျှဆင်ញင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်။ညတိုင်းအိမ်အောင်ဝင်တော့မယ်ဆိုရင်ဒီကနေ့တနေ့တာကုံဆုံး
ဒီအချိန်ပိုင်းမှာမနေ့ပိုင်းကနေငါပါဏာတိပါဒဝေရမတိဆိုပြီးစောင့်တည်ထားတာဒီကနေ့မြည်သည့်တတ္တဝါများတတ်မိသေးတယ်ဟုတ်ရှင်ကလေးကစပြီးတော့များတတ်မိတာရှိသလားလို့စဉ်းကျင်စဉ်းစားလိုက်အော်မရှိဘူးဆိုရင်ဒီကနေ့ဟာရဟန္တာအရှင်မြတ်တွေရှောင်ကျင်ရတဲ့သီလမျိုးကိုငါဒီနေ့လိုက်နိုင်ရတယ်လို့စိတ်ထဲမှာဝမ်းသာအောင်တွေးပါတဲ့နော်ဒါလည်းကမ္မထံတစ်မျိုးပဲနော်ဝမ်းသာအောင်တွေးဒီကနေ့ငါတရားပစ္စည်းကိုမဟုတ်တာလုံးပြီသလားမလုံးပြီဩရဟန္တာကြီးကျင့်တဲ့အချင်းငါဒီကနေ့တော့ပြည့်ပြည့်ဝဝကျင့်ရပြီတဲ့ကာမိတိပိစ္ဆာစာရငါလွန်ကျူးတာများရှိမရှိဘူးသူတော်စင်သူတော်မြတ်တွေကျင့်သုံးသွားတဲ့အတိုင်းငါဟာလည်းလိုက်နာရပြီလို့စိတ်ထဲမှာဝမ်းသာအောင်ကြည့်မုဒ္ဒဝါဒဘု து ကိုများလိန်ခဲ့တော့ဟောမလိန်ဘူးဆိုလို့ရှိရင်လည်းဒီကနေ့သူတော်ကောင်းတွေရဲ့အကျင့်ကိုငါကျင့်ခဲ့ရပြီသူရာမေရယကိုယ်ရစေပါငါလုပ်ပြီသလားမလုပ်ပြီဘူးဟောသူတော်ကောင်းတွေအကျင့်ကိုကျင့်ရပြီငါးပါးသီလကိုအနုလုံပฏิလုံအပြန်အလှန်ဆင်ခြင်စဉ်းစားလိုက်လို့ရှိရင်စိတ်ထဲမှာကြည်နူးမှုဝမ်းသာမှုတွေဖြစ်လာမှသိချပါတယ်အဲ့ဒါလို့ကြည်နူးမှုဝမ်းသာမှုတွေနဲ့လွှမ်းမိုးပြီးတော့နေတဲ့စိတ်ကလေးဟာမဂ္ဂင်၈ပါးထဲမှာလမ်းကြောင်းပေါ်တက်သွားတဲ့စိတ်မျိုးပဲဖြစ်တယ်ပေါ့အဲ့ဒီစိတ်မျိုးကိုအခြေခံရနော်ဟုတ်ပြီအခြေခံလိုက်ပြီးတော့ဘာလုပ်ရမလဲသမ္မာဝါယာမသမ္မာဝါယာမဆိုတာကြိုးစားမှု၄ရပ်တနည်းအားဖြင့်ကြိုးစားမှု၂ရပ်ကြိုးစားမှု၂ရပ်ဆိုတာဘာလို့အကုသိုလ်မှန်သမျှကိုရှောင်ကျဉ်တယ်ဆိုတဲ့ကြိုးစားမှုကုသိုလ်မှန်သမျှမိမိတဏ္ဍာမှာဖြစ်အောင်လုပ်တယ်ဆိုတဲ့ကြိုးစားမှုအဲ့ဒီကြိုးစားမှု၂ရပ်ကိုပဲထပ်ပြီးတော့ခွဲလိုက်တဲ့အခါ၄ရပ်ကြတော့အကုသိုလ်တွေမဖြစ်သေးလို့ရှိရင်ကိုယ်တဏ္ဍာမှာမဖြစ်အောင်ကြိုတင်ဆုတ်ပိတ်ထားမယ်မတော်တဆဖြစ်လာလို့ရှိရင်လည်းဖယ်ရှားပစ်ဖို့ကြိုးစားမယ်ဟောအကုသိုလ်နဲ့ပတ်သက်တဲ့ကြိုးစားမှု၂ရပ်မဖြစ်အောင်ကြိုးစားမယ်ကြိုတင်ပြီးတော့ဆိုပါလို့ဒေါသမကြဖြစ်တတ်တယ်ဆိုရင်ဒေါသမဖြစ်အောင်ကြိုတင်ပြီးတော့စုပ်ပိတ်ထားမယ်ဖြစ်လာလို့ရှိရင်လည်းကြာရှည်မခံမဲနဲ့ဖယ်ရှားပစ်ဖို့ကြိုးစားမယ်ဒါကကြိုးစားမှု၂ခုမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်အောင်ကြိုးစားမယ်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးတက်လာအောင်ကြိုးစားမယ်လို့အဲ့ဒီကြိုးစားမှု၄ရပ်သမဗ္ဗဒံတရား၄ပါးအဲ့ဒါကိုပဲသမ္မာဝါယာမလို့ခေါ်တာအဲ့ဒါလို့ကြိုးစားနိုင်ပြီဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာအကုသိုလ်အတစ်တွေဆိုတာဖြစ်လာမှာမဟုတ်ဘူးဖြစ်ပြီးသားအကုသိုလ်တွေကိုလည်းဖယ်ရှားပစ်နေရမယ်မဖြစ်သေးတဲ့ကုသိုလ်တရားကိုလည်းဖြစ်အောင်လုပ်နေတယ်ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးပွားအောင်ကြိုးစားနေခြင်းအဖြစ်မှန်ကန်တဲ့မဂ္ဂင်၈ပါးဆိုတဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်ကိုတက်လှမ်းနေခြင်းပဲဖြစ်တယ်ဒီလိုဆိုတာနော်ဟုတ်ပြီကြိုးစားပြီဆိုတဲ့အခါမှာဘယ်ပေါ်မှာအာယုံစိုက်ကြိုးစားရမလဲလို့ဆိုရင်အာယုံစိုက်ရအနေနဲ့မြတ်စွာဘုရားကဟောထားတယ်မဟာတတိပဋ္ဌာန်သုတ်မှာကာယဝေဒနာစိတ်ဓမ္မဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကိုယ်ကာယနဲ့ပတ်သက်ပြီးတော့စိတ်ကိုတတိထားနေမှုခံစားချက်နဲ့ပတ်သက်ပြီးတော့စိတ်ကိုတတိထားနေမှုအသိစိတ်နဲ့ပတ်သက်ပြီးတော့စိတ်ကိုတတိထားနေမှုဉာဏ်နဲ့ဓမ္မတွေနဲ့ပတ်သက်ပြီးစိတ်ကိုတတိထားနေမှုလို့ဆိုတဲ့တတိကိုအာယုံ၄ရပ်နဲ့ပေါင်းစပ်ပေးထားတယ်အာယုံတစ်မျိုးမျိုးနဲ့တတိကိုပေါင်းစပ်ပေးထားတာသမ္မာတတိလို့ခေါ်တယ်ပေါ့ဒါရင်လားလို့ဆိုတော့အကျဉ်းချင်းအဖြစ်ပြောမယ်ဆိုရင်တတိနဲ့တမ္ပစင်များလေ့ကျင့်မွေးမြူပေးရဘာပဲဖြစ်ဖြစ်ခြေလှုပ်လက်လှုပ်တာကစပြီးတော့အမှတ်တမဲ့မဟုတ်အောင်ကြည့်လေမြတ်စွာဘုရားကမဟာတတိပဋ္ဌာန်သုတ်မှာလူရလှုပ်ရှားမှု9ရပ်နဲ့တတိတမ္ပစင်များကိုလေ့ကျင့်တဲ့နည်းပေးထားလူတွေကတော့လောက်ကြပါတယ်ဝိတ်ချခြင်းလို့မနေ့စောစောလမ်းလျှောက်ပြီးတော့လေ့ကျင့်ကတော့လောက်တယ်နော်အဲ့ဒါနဲ့အရေးကြီးတာတော့စိတ်ထဲကဝိတ်တွေချဖို့အရေးကြီးတယ်တန်လျာကပါလာတဲ့မာနတွေလောဘတွေဒေါသတွေမောဟတွေ
Every weight is တက်မနေစေနဲ့ every weight တွေချဖို့ကအရေးကြီးတယ် cholesterol ကတဘဝပဲဒုက္ခပေးမယ်လောဘဒေါသမောဟဆိုတဲ့ဟာတွေကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်ပေါ့အဲ့တော့ဒါတွေကိုဖယ်ရှားပြစ်ချင်တယ်ဆိုလို့ရှိရင်လေ့ကျင့်ခန်းယူရလိမ့်မယ်ဘာတွေကိုလေ့ကျင့်ခန်းယူလို့ဆိုတော့မြတ်စွာဘုရားကဟောထားတယ်လေမဟာသတိပဋ္ဌာန်သုံးပါလူတွေဟာရှေ့တိုးနောက်ဆုတ်ရှေ့ကိုလှမ်းတက်တော့မယ်ဆိုလဲတတိနဲ့တမ်းစင်ကြနဲ့ရှိရနောက်ပြန်ဆုတ်တယ်ဆိုရင်လည်းတတိနဲ့တမ်းစင်ကြဟောရှေ့တိုးနောက်ဆုတ်ဒါကတော့ဣရိယာပဋ္ဌလှုပ်တာကြင်တာလေးတွေကိုကြည့်ပြီးရှေ့တိုးတာပဲဖြစ်ဖြစ်နောက်ဆုတ်တာပဲဖြစ်ဖြစ်တတိမလွတ်စေနဲ့ဒါတစ်ခုနောက်တစ်ခါမျက်လုံးကတဲ့ကြည့်တာပဲဖြစ်စေစောင်းခဲ့ကြည့်တာပဲဖြစ်စေအဲ့ဒီအကြည့်တွေနဲ့ပတ်သက်ပြီးတော့တတိကိုလေ့ကျင့်နောက်တစ်ခုကလက်ကွေးဆန့်တာတို့ခြေကွေးခြေဆန့်တာအကွေးဆန့်လှုပ်တိုင်းတတိထားပြီးတော့ကွေးတာဆန့်တာဒါကတစ်ခုတော့လူတွေကနေ့စဉ်နဲ့ညအမှတ်တမဲ့လှုပ်တတိမပါပဲနဲ့လှုပ်နေတယ်အဲ့ဒါကိုအမှတ်တမဲ့မလှုပ်ဖို့နောက်တစ်ခါစားတဲ့တောက်တဲ့ပကံခွဲရောက်ကိုင်တာနော်အဝတ်အစားလဲတာပြုတာမှလည်းတတိတံစင်ကြထားရမယ်ဒီလိုဆိုဒါကတစ်ခုနောက်တစ်ခုကစားတဲ့ဝါတဲ့အခါမှာလည်းပဲတတိတံစင်ကြနဲ့စားတယ်ဝါတယ်ရေတောက်တယ်ဆိုတာဒါကတစ်ခုဟောနောက်တစ်ခုကြတော့ဘာလဲလို့ဆိုရင်အိမ်သာတက်ခါကစအိမ်သာထဲဝင်မယ်ဆိုလို့ရှိရင်လေတတိတံစင်ကြနဲ့ဝင်တယ်နောက်ဆုံးမှာတိတ်တိတ်နေတာလေးကစပြီးတော့တတိနဲ့တိတ်တိတ်နေတယ်စကားပြောတယ်တိတ်တိတ်နေတယ်အလုံး9ဌာန၄ချက်အဲ့ဒါလို့9ဌာန၄ချက်ပုံ၄ချက်နည်းကိုမဟာတတိပဋ္ဌာန်သုံးမြတ်စွာဘုရားဟောထားလို့ရှိတယ်အဲ့ဒါလို့လေ့ကျင့်လိုက်မယ်ဆိုလို့ရှိရင်နာမတတိဆိုတဲ့မဂ္ဂင်ဟာထူထောင်ပြီးသားဖြစ်သွားအေးတတိတွေပြည့်လာပြီဆိုရင်ဘာလို့อ่ะစိတ်တည်ငြိမ်မှုရအောင်အာယုန်တစ်ခုပေါ်မှာသမာဓိဖြစ်အောင်ကြိုးစားရမယ်နောက်ဆုံးမှာဇံအဆင့်ရောက်သည့်ထိအောင်ကြိုးစားလိုက်ပြီဆိုတဲ့အခါသမ္မာသမာဓိဆိုတဲ့သမာဓိစွမ်းအားတွေရလာပြီသမာဓိကိုအခြေခံပြီးတော့အာယုန်တစ်ခုပေါ်မှာအမှန်တိုင်းတွေးကြံလိုက်ခြင်းအဖြစ်ဘာတွေဖြစ်လာတော့လို့ဆိုမှန်ကန်တဲ့အမြင်တစ်ခုရတယ်တွေးကြံတာကသမ္မာသင်္ကပ္ပအမှန်မြင်တာကသမ္မာဒိဋ္ဌိဟောမဂ္ဂင်၈ပါးနဲ့ဒီလိုလေ့ကျင့်တာကိုပြောအဲ့တော့မြတ်စွာဘုရားကကြည့်အနုဓမ္မသုတ်၄သုတ်ရှိတယ်ထင်လို့ဝိပဿနာအလုပ်အားထုတ်ပုံလေးကိုအနုဓမ္မသုတ်တွေမှာရှင်းလင်းပြီးတော့ဟောကြားထားတာလေးရှိတယ်အဲ့ဒါကိုမှတ်သားကြည့်မြတ်စွာဘုရားကိုယ်တိုင်ဟောတဲ့တရားလေးကိုမှတ်သားကြည့်ဓမ္မာနုဓမ္မပฏิပန္နတဘိက္ခုနောအယမနုဓမ္မောဓမ္မကိုလျော်စေတဲ့အနုဓမ္မကိုကျင့်တဲ့ယဟန်အဖို့အခုပြောမဲ့အကျင့်ဟာအနုဓမ္မအကျင့်ပဲဖြစ်တယ်တဲ့ဟောမြတ်စွာဘုရားအနုဓမ္မအကျင့်ပဲဖြစ်တယ်လို့ဆိုပြီးတော့ဘာကိုပြောတော့ဆိုရူပေနေဟုနေဖိတာဘဟုလောဝိဟရတိနေရမှာကရူပေနေဗုဒ္ဓနေဖိတာဘဟုလောဝိဟရေယရုပ်တရားအပေါ်မှာညီးငွေ့တဲ့စိတ်နဲ့နေပါရုပ်တရားပေါ်မှာညီးငွေ့တဲ့စိတ်နဲ့နေပါဆိုတာမှန်အဖြစ်တွေးကြည့်လေအဲ့ဒါကိုလှအောင်မပြင်ပါပဲနော်အဲ့ဒါညီးငွေ့အောင်လုပ်တာမဟုတ်ဘူးကျင့်တတ်အောင်ကြီးပဲလုပ်နေချဘယ်လိုလုပ်ညီးငွေ့မလို့မလှတာကိုလှစပင်ကဖြူလာလို့ရှင်ဆိုးပလိုက်တယ်တပင်နှစ်ပင်ဆိုရင်အနာခံပြီးနှုတ်တယ်နော်ညားလာရင်ဆိုးတယ်ရခုံးမွေးဆွဲတယ်မျက်နှာပေါင်းတင်တယ်ဆိုတာလေရုပ်ပေါ်မှာညီးဝဲရမယ်အစားလှအောင်ပြင်းနေတာပြင်းရင်ဘာလို့တော့ပြင်လုံးတော့ဖင်ချောဆိုတာမျိုးဖြစ်တာပဲနောက်ကြတယ်နော်ပြင်းနဲ့ပရေတွေတွန့်လာတာ
နောက်ဆုံးကသွားတွေလည်းကျိုးသွားသမင်းတွေကလည်းဖိုးလို့ဆိုတာမျိုးဖြစ်ကုန်အဲ့တော့မြတ်စွာဘုရားကဟောလို့လားရူပေနိဗ္ဗိဒာဘဟုလောဝိဟရိယအနုဓမ္မအကျင့်ကိုကျင့်နေလို့ရှိရင်ယုတ်တရားရဲ့အပြစ်ကိုဆင်ញင်ပါကဲဆင်ញင်ပြီးတော့အကျမ်းကြီးဆင်ញင်ကြည့်လိုက်ရအောင်မြတ်စွာဘုရားကဆင်ញင်ပါလို့ဆိုအိပ်ပျော်ပြီးတော့မနဲ့မိုးတောက်လို့အလင်းရောက်လို့အိပ်ရကထပြီးဆိုပါစို့ဘယ်သွားကြတွိုင်းလက်ရှိတယ်တွိုင်းလက်သွားပြီးဘာလို့ရလို့ဆိုမျက်နှာသိရတယ်သွားတိုက်ရတယ်အဲ့ဒါဘာလို့ထားတော့လို့ဆိုမကောင်းတာတွေဖယ်ထုတ်နေကြတာလေကိုယ်ခန္ဓာကိုယ်ကထွက်တဲ့အရာတစ်ခုဒီဘယ်အရာမှတိမ့်ထားကြလည်းမရှိဘူးဘယ်အရာမှမွှေးတာလည်းမရှိဘူးနော်တိမ့်ထားကြဆိုတာတစ်ခုမှမရှိဘူးမွှေးကြိုင်တာဆိုတာလည်းတစ်ခုမှမရှိဘူးအဲ့ဒီမမွှေးတာတွေနန်းစောနေတာတွေညစ်ပေနေတာတွေကိုပထမဆေးကြောရမဆေးကြောရင်ငါနာမလာနဲ့တောင်ပြောခံနော်မျက်နှာမသိသေးဘူးငါနာမလာနဲ့လို့ပြောခံဖိလိမ်ပြင်ဆင်ပြီးတော့မှလားလူရဝင်လာပြန်တယ်ပေါ့အနုဘဆိုရင်လူရမဝင်မှုဖြစ်တယ်အဲ့တော့ဒီသဘောလေးကိုစဉ်းကျင်စဉ်းစားကြည့်လိုက်ဒုက္ခန္ဓာကိုယ်ကတင့်တယ်တာတွေလားမတင့်တယ်တာတွေလားဆိုမတင့်တယ်တာတွေကြီးပဲဖြစ်နေတာပါလားဒီလိုလေးနှလုံးသွင်းလိုက်ရင်ပဲရုပ်တရားပေါ်မှာစိတ်ပြက်တဲ့စိတ်ကလေးပေါ်လာမှသိကြတယ်ပေါ့အဲ့ဒါလို့စိတ်မပြက်ဘူးဆိုလို့ရှိရင်တော့ဘယ်ကလမ်းကြောင်းပေါ်ရောက်ဖို့ဝေးသေးတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားအနုဓမ္မဖြစ်အောင်ရှင်းဥစွာရုပ်တရားပေါ်မှာစိတ်ပြက်ငြင်းငွေ့အောင်စဉ်းစားပြီးတော့နေပါတဲ့ဝေဒနာဆိုတဲ့ခံစားမှုတွေပေါ်မှာဝေဒနာဆိုတာပျော်တာလဲဝေဒနာပဲပြင်းတာလဲဝေဒနာပဲဝမ်းသာတာလဲဝေဒနာပဲဝမ်းနည်းတာလဲဝေဒနာပဲစိတ်ရဲ့ခံစားမှုတွေဆိုတာတခဏလေးပဲဖြစ်တာအခုပြောအခုမပြောစိတ်ထဲမှာခံစားမှုဆိုတာတခဏလေးပဲဆိုတဲ့ဝေဒနာပေါ်မှာလဲညှိဝေးเสียစိတ်ပြည့်เสียကောင်းတယ်မှတ်သားတတ်တဲ့တင်ညာဟာလည်းပဲညှိဝေးเสียစိတ်ပြည့်เสียကောင်းတယ်စိတ်ဆော်တတ်တဲ့တွေးကြံတတ်တဲ့သင်္ခါရဆိုတဲ့တရားတွေဟာလည်းစိတ်ပြည့်เสียညှိဝေးเสียကောင်းတယ်လူရဲ့ခန္ဓာကိုယ်မှာစိတ်ဆိုတာအသိစိတ်ဆိုတဲ့ဝိညာဉ်ဟာလည်းပဲအမှန်တမ်းတူထောင်းပြီးယခုဖြစ်ယခုပြတ်တာဖြစ်သောကြောင့်စိတ်ပြည့်เสียညှိဝေးเสียကောင်းတယ်လို့ဒီလိုမှန်မှန်ကန်ကန်တွေးတောဆင်ခြင်ပြီးတော့နေပါတဲ့ဟုတ်ပြီအဲ့ဒါလို့မှန်မှန်ကန်ကန်ဆင်ခြင်တွေးတောပြီးတော့နေတဲ့အခါမှာဘာဖြစ်တော့ဆိုရူပံပရိသနာတိရုပ်တရားကိုအမှန်တိုင်းသိလာနိုင်တယ်ဟုတ်တာပေါ့ရုပ်တရားရဲ့ပြောင်းလဲမှုတွေဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့နံတရားတွေရဲ့ပြောင်းလဲမှုတွေကိုအမှန်ကန်သိလာသဘာဝအစစ်မှန်တွေကိုသိလာညာတပရိညာလို့ဆိုတာသိလိုက်တာတွေကုန်သိလာရုပ်တရားရဲ့သဘာဝလက္ခဏာနံတရားရဲ့သဘာဝလက္ခဏာတွေကိုသိလာအဲ့ဒါလို့သိလိုက်တာလမ်းကြောင်းပေါ်ရောက်လာတာပဲဖြစ်တယ်နော်သိလိုက်တဲ့အခါဘာဖြစ်လဲဆိုရင်ရုပ်တရားကိုတွေ့တာတဲ့စိတ်တွေ့တာတဲ့တဏှာကနေလွတ်သွားမတွေ့တာတော့ဘူးဆိုရင်လွတ်သွားတာခေါ်တယ်နော်တခဏလွတ်တာလဲလွတ်တာပဲလေရုပ်တရားကိုလှတယ်လို့ကြည့်တဲ့အခါမှာတွေ့တာစိတ်ဖြစ်တယ်မလှဘူးလို့ကြည့်တဲ့အခါမှာတွေ့တာမှုကလွတ်သွားတယ်ဒါလွတ်မြောက်မှုလို့ခေါ်တယ်နော်တွေ့တာမှုတတ်မဲ့မှုကလွတ်သွားတယ်ဝေဒနာဆိုတဲ့ခံစားမှုပေါ်မှာလည်းတွေ့တာမှုကလွတ်သွားတယ်တင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့အသိစိတ်သဘာဝတရားတွေပေါ်မှာလည်းတွေ့တာမှုကလွတ်သွားတယ်သာဝရလွတ်မြောက်တဲ့မဲ့ရဲ့စွမ်းအားနဲ့သာဝရလွတ်မြောက်တဲ့အနေအထားမျိုးရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီယုတ်တရားကနေပြီးတော့ယုတ်တရားပေါ်မှာတွေ့တာတဲ့တဏှာကိုလုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုတဲ့အခါမှာဘာကလွတ်လာလို့ဆိုပြန်ပြီးမွေးဖွားခြင်းဆိုတဲ့ဇာတိကလည်းလွတ်မယ်ဇာတိကလွတ်တဲ့ဖြင့်အိုမင်းခြင်းဆိုတဲ့ဇရာကလည်းလွတ်မယ်အိုမင်းခြင်းဆိုတဲ့ဇရာကလွတ်လို့ရှိရင်သိဆုံးရခြင်းဆိုတဲ့မရဏကလည်းလွတ်မယ်တောကဆိုတာတွေလည်းလွတ်လာလိမ့်မယ်ပရိဒေဝဆိုတာကလည်းလွတ်မယ်
ဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုကလည်းလွတ်မယ်ဒေါမနတဆိုတဲ့စိတ်ဆင်းရဲမှုကလည်းလွတ်မယ်ဥပါယတလို့ဆိုတဲ့စိတ်ပင်ပန်းမှုကလည်းလွတ်လိမ့်မယ်နောက်ဆုံးမှာတဏှာဝဆင်းရဲမှန်တရားကလွတ်မြောက်နိုင်တယ်လို့မြတ်စွာဘုရားကအနုဓမ္မတုတ်မှာဒီလိုဟောထားတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီဆင်းရဲကလွတ်ချင်လို့ရှိရင်အနုဓမ္မဆိုတဲ့မဂ္ဂင်၈ပါးကျင့်တရားကိုကျင့်တဲ့အခါအမှန်အကန်မြင်ဖို့တို့ဘာကိုအမှန်အကန်မြင်ရမလဲရုပ်တရားနဲ့ပတ်သက်ပြီးအမှန်ကန်မြင်ရမယ်ဝေဒနာနဲ့ပတ်သက်ပြီးအမှန်ကန်မြင်ရမယ်တင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့နံတရားတွေနဲ့ပတ်သက်ပြီးအမှန်ကန်မြင်ရမယ်အဲ့ဒီအမှန်ကန်မြင်ခြင်းဟာနော်ယထာဘုဒ္ဓဉာဏ်အမြင်ပဲဖြစ်လို့ထိုအမှန်ကန်မြင်ခြင်းကိုအခြေခံပြီးတဲ့အခါမှာအမှန်ကန်မြင်တဲ့ဖြင့်တွေ့တာမှုဆိုတဲ့တဏှာကလွတ်မြောက်နိုင်တယ်တွေ့တာမှုဆိုတဲ့တဏှာကလွတ်ပြီဆိုတဲ့အခါမှာပူခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲအစတဏှာထဲမှာကြုံတွေ့နိုင်တဲ့ဆင်းရဲဒုက္ခအလုံးကလွတ်မြောက်ပြီးတော့နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့အငြိမ့်တက်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုတာကိုယုံကြည်စိတ်ချပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းအနုဓမ္မကျင့်စဉ်ကိုကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း